ပေါ်မှာယက်တည်ခြင်းဘယ်တော့မှရှက်စရာမဟုတ်ဘူးအမြဲတမ်းဂုဏ်ယူစရာဖြစ်ပါတယ် The truth ပေါ်မှာယက်တည်ခြင်းဘယ်တော့မှခက်အောင်တာမဟုတ်ဘူးအင်မတန်မှကိုခက်မိသောအရာဖြစ်ပါတယ်ရှင်ယောဟန်အခန်းကြီး8:31မှာဒီလိုတွေ့ရပါတယ်တစ်ချက်လေးကြည့်အောင်ပါโอเคအတူတကွဖတ်ကြည့်အောင်တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်တင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယုဒလူတို့အားမိန့်တော်မူ၏If you know the truth will set you free ဒီနေရာမှာကျမ်းစာဘာပြောလဲဆိုတော့သင်ဟာတမန်တရားကိုသိရင်တမန်တရားကသင်ကိုလွတ်မြောက်စေမယ်ဒီကနေ့တန်ရှင်းသူတို့ကျွန်တော်ဘာပြောချင်လဲသိလားဒီကနေ့တမန်တရားဆိုတဲ့အရာကကျွန်တော်တို့ကိုလွတ်မြောက်ခြင်းတစ်ခုပေးပါတယ်တစ်ခုကဘာလဲဆိုတော့ထာဝရငရဲကနေလွတ်မြောက်ခြင်းဖြစ်တယ်ဟာလေလုယာတစ်ခုကဘာလဲထာဝရငရဲကနေလွတ်မြောက်ဖို့အတွက် the truth တမန်တရားကပေးတာဖြစ်ပါတယ်ဒုတိယမြောက်လွတ်မြောက်ခြင်းကဘာလဲဆိုရင် freedom from all failure and sin တမန်တရားကတာလင်ကျွန်တော်တို့ကိုတကယ်အပြစ်များကနေလွတ်မြောက်ခွင့်ချီနှောင်ထားသောအရာတွေကနေလွတ်မြောက်ခွင့်ကိုတကယ်ပေးနိုင်သောသူကဘယ်သူပဲရှိလဲတမန်တရားပဲရှိတယ်ဆိုတာကိုဒီကနေ့မမေ့စေချင်ပါဘူး right လူတွေပြောနေလဲ right ကိုကြည့်အောင်အစောကကြော်သွားတဲ့ကျမ်းချက်ကိုအတူတကွဖတ်ကြည့်အောင်တုတ်တန်14စနစ်လူထင်သည့်တိုင်မှန်သောလက္ခဏာရှိတော်လဲအဆုံး၌တည်ခြင်းကိုပို့တတ်သောအရာရှိဒီနေရာမှာယုံကြည်သူတို့ဘာကိုကျွန်တော်တို့တွေ့ရလဲဆိုတော့လူထင်သည့်တိုင်အမှန်လို့ပြောတဲ့အရာတွေကဘာဖြစ်လဲနောက်ဆုံးမှာတည်ခြင်းကိုဖြင့်ပို့တတ်သောအရာတွေဖြစ်တယ်ဒါပေမဲ့ဘာကပဲကျွန်တော်တို့ကိုအသက်ကိုပေးနိုင်လဲစစ်မှန်သောတမန်တရားကတာလေကျွန်တော်တို့ကိုပေးနိုင်သောအရာဖြစ်ပါလေဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဲ့ဒီတမန်တရားကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒီကနေ့အမှန်တရားနဲ့တမန်တရားဘာကွာလဲဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ပါတမန်တရား၌ရှိတော်သူတမန်တရားမှာပဲယက်တည်တယ်တမန်တရားကိုယုံကြည်တယ်ဆိုတာကဘာလဲဆိုတာကိုဒီနေရာမှာယေရှုပြောပါတယ်အတူတကွဖတ်ကြည့်အောင်ထိုအခါယေရှုကတင်တို့သည်ငါဤဒေသနာ၌အဲ့ဒါလေးကိုကြည်ကြည်လေးဖတ်ရအောင်တစ်ခါလောက်ထိုအခါယေရှုကတင်တို့သည်ငါဤဒေသနာ၌တည်လီငါတပည့်အမှန်ဖြစ်ကြ၏ဒီကနေ့ယုံကြည်သူတိုင်းဟာခရစ်တော်ရဲ့တပည့်အမှန်ဖြစ်ပါသလားကျမ်းစာလေယုံလိုက်ယုံလာနဲ့ငါတပည့်တော်ဖြစ်မယ်လို့ပြောလားမဟုတ်ဘူးယုံပြီးရင်ကျွန်တော်တို့ကသူ့ရဲ့တပည့်တော်စစ်ဖြစ်ဖို့အတွက်ကဘာလို့လဲသူ့ရဲ့ဒေသနာလို့ခေါ်တဲ့နှုတ်ကပတ်တော်လို့ခေါ်တဲ့ the truth မှာမဖြစ်ရမလဲတည်နေရမှာ abide in his truth သူ့ရဲ့နှုတ်ကပတ်တော်မှာယက်တည်နိုင်မှသာလျှင်ကျွန်တော်တို့ဘာဖြစ်လဲတပည့်တော်စစ်ကိုကျွန်တော်တို့ရောက်ရှိလာနိုင်တာပဲဖြစ်ပါတယ်လူတော်တော်များများကဖယားကိုကျွန်တော်တို့ကချစ်တယ်ဖယားကလည်းကျွန်တော်တို့ကိုချစ်တယ်ဆိုတဲ့ဟာမှာပြောနေကြတယ်အဲ့လောက်ပဲဟာဖယားသခင်ကောင်းမြတ်လိုက်တာပြောလို့ကောင်းလားမကောင်းဘူးလားဒါပေမဲ့အဲ့မှာပဲရက်ကြတယ်ကျွန်တော်တို့ဘယ်ကိုစစ်မသွားချင်တော့ဘူးလဲဆိုတော့တမန်တရားမှာတည်ကြည်ခြင်း abide နှုတ်ကပတ်တော်မှာယက်တည်ခြင်းဆိုတာကိုကျွန်တော်တို့ကမသွားချင်ကြတော့တာပဲဖြစ်ပါတယ်